ငါဒီလူကိုလုပ်တယ်ဆိုတာအဖွက်နဲ့လုပ်ရတာကွာငါတယောက်တည်းဆုံးဖြတ်ချက်နဲ့တော့တာမဟုတ်ဘူးမင်းတို့ကောင်းတယ်အဲ့ဒါကြီးလည်းမင်းတို့နားလည်ဖို့တော့လိုလိုက်မယ်ဦးတိန်ဝင်ခေါ်လို့လာတယ်အေးနော်နောက်တကစဉ်းစားပြီးမှလားဟာနော်ဒီတော့မင်းတို့ဒီလိုနောက်မလွယ်ဘူးမှနော်ဘာကိုဟုတ်တယ်နော်အခုလဲလာလို့လားကျွန်တော်ဒီမရှိရခဲငါချိန်လားဘာလို့ခိုင်းတော့မသိဘူးသူတို့ကမချိတ်တာကြတော့ငါတို့ကဘယ်လိုလုပ်မှာတော့ကွာသူတို့ကိုပြောနေတာလားခဏကျွန်တော်ဆရာကိုပေါ်နေလေတော့ပြင်တော့ဟမ်ရှိလားညတော့တိုက်နေမှာဘာကောင်းမဖြစ်နေလားရပါတယ်ခင်ဗျာငါမရလဲမမှာဒါပေမဲ့ငါကတယောက်တည်းငါဆုံးဖြတ်ချက်နဲ့တော့တာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်တက်ကမတိုက်ရနားနိုင်ဖြစ်တော့မနေ့ဖြစ်ခိုင်းတော့တင်နေဒီလူတွေလည်းတော့ဟုတ်ဘူးလားတေးကြလားနော်တစ်လို့ပေါ်နေဘာလို့ပြစ်တယ်မလားပြည်သူနေတော့ဟဲ့ရောမကန်နေတယ်နေနေမှာမို့ဟဲ့ပြောတော့မှန်တိုင်းဖြစ်တော့ဟုတ်ဖြစ်တာပေါ့ရက်တော့ပြီးခေါ်ပြရလားမဟုတ်ဘူးလားကျွန်တော်တို့ကကပိုင်းမဲမင်းတို့ဘီယာလောက်ကတော့တိုက်လို့ပါပဲဘီယာမတိုက်ဘူးတိုက်လားပြောမတိုက်ဘူးရဟေးရကျွန်တော်တို့ကဆိုင်ကယ်အမှန်တိုင်းဖြစ်တော့ဟုတ်တယ်ဟေးရကျွန်တော်တစ်ချက်ပဲဝယ်မှာဒါလက်လုံးမဟုတ်ဘူးနော်မထောမထွက်ရတော့ဒီဘာလို့ထိုးလားအဘလူကိုင်းတာလေဆောင်းကိုင်းလိုက်တာဆောင်းကိုင်းလိုက်တာဆောင်းကိုင်းလိုက်တာကိုင်းတာဘူးတော့နဲ့ဟောက်ကြကိုင်းတာဘူးတော့ဆောင်းကိုင်းလိုက်တာကျွန်တော်ကြည်ထူတာမဟုတ်ရအောင်ပါမဲလားမင်းဘာကောင်းမလားဝဲမဒီတော့ကြည့်ထိုးလာမယ်မင်းဘာကောင်းမလို့ချင်းပြစ်မလားရောက်ပြစ်မလားကျွန်တော်ကဟိုဟွာတယ်မင်းရလားအဲ့မင်းတို့ကတော့ဆယ်ယောက်ပြငါတယောက်တည်းပြစ်မယ်လက်တင်တာရောက်မပြစ်ပါဘူးဆောင်းကကြည့်ပါမယ်မလားဆောင်းကကြည့်ပါကအဲ့ဒီကဒီလိုထိုးလာကြည့်ထိုးရတာကြီးကဘာလို့ထိုးလာလဲလို့ရွာထဲဝင်တာအကြည့်ဘောပြင်မလဲအဲ့လိုမျိုးထိုးဘာမထိုးလာတာဟုတ်တယ်အဲ့လိုမျိုးထိုးလာလိုက်အဲ့လိုကြီးကဘာလို့ထိုးလာလဲခိုင်းနေအဲ့လိုမျိုးဟိုထိုးနေတာဒီလိုထိုးလို့ရအောင်လို့ဟဲ့မောက်တော့လက်တင်ထားတော့ဒီနေ့ကတော့ဒီနေ့မဟုတ်ဘူးโอเคတော့ထိုးလာကြည့်ဒီနေ့ရတယ်ဒီလိုပဲဒီကောင်ကကျင်းလုံးတော့ရတယ်လို့ရတယ်ကျွန်တော်မှတ်ထားမှာပြဒီတိုင်းနော်လဲကြောက်နဲ့မကြောက်နဲ့အေးစေးပြောကိုလို့တာမှန်တယ်ဆိုရင်ကြောက်ကြမလို့ဘူးကိုလို့တာမှန်ကြောက်စရာမလိုဘူးနော်ငါတို့ဘယ်ကောမှမကြောက်ဘူးဒီတိုင်းနော်မကြောက်နဲ့ဟုတ်ကလားငါတို့ကလူတွေငါတို့တယောက်ဓမ္မတယောက်မှရမတော့မထားဘူး